နားမလဲပါဖြစ်စားနေတဲ့ကျွန်တော်တို့မီးဖိုးကောင်အန်ဒီအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်မီးဖိုးကောင်ဆိုတာကျွန်တော်တို့ကညပိုင်းနေမှာကြိုက်တာများတယ်ပေါ့နော်ခန္ဓာကိုယ်အည်ပြားဒီလုံးလုံးချုံချုံမရှိတဲ့နေရာထားပါတော့ကျွန်တော်တို့ဒီလေဘင်းတို့ဒီမျက်နာတို့ပေါ့နော်ဒီနေရာတွေကိုကြိုက်တာပုံများတယ်ပေါ့သူကြိုက်ခံရလို့ရှိရင်ဖြစ်တဲ့လက္ခဏာတွေကအနာပူဆက်ပူလောင်ဖြစ်လာမယ်နေနေရဲနေဖြစ်လာမယ်ကြိုက်တာခဲတာမျိုးတွေဖြစ်လာတယ်ဒါပြီးတော့မှသူရဲ့ဒီကြိုက်တဲ့နေရာနီးနားမှာရှိတဲ့ပြန်ရင်ကျော်ဒီအိတ်တွေပေါ့နော်ပြန်ရင်ကျော်ကျွန်တော်တို့အကျိတ်တွေရောင်ကိုင်းတာမျိုးတွေဖြစ်တတ်တယ်ပေါ့ပူကောင်ကြိုက်ခံပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးလုတ်ကင်တင်လဲဆိုလို့ရှိရင်ဒီအနာကိုပေါ့နော်ကျွန်တော်တို့ကနားတယ်ဆိုလို့ရှိရင်ကက်ပြော့ဆေးလေးတောက်တင်တယ်ရောင်ကိုင်းဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အယောင်ကျဆေးတွေပါတယ်တောက်တင်တယ်ပေါ့အဲပြီးတော့မှနာကိုခဏဒီလက်နဲ့ကင်တာမျိုးတွေမပြုတ်လို့တင်ပေါ့နော်တကယ်လို့ကင်မယ်ဆိုရင်တော့မှလက်ကိုဆက်ပြန်တဲ့တေချာလေးဆေးပြီးတော့မှကင်တွယ်တင်တယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့အနာကိုတန်တန်ရှင်းရှင်းလေးထားရမယ်ဒီတအားပူဆက်ပူလောင်ဖြစ်နေတယ်ဆိုလို့ရှိရင်ရေစိုးဝက်လေးတွေနဲ့ကတ်ပေးလို့ရတာဖြစ်ပါတယ်နောက်တစ်ခုတည်တည်ချာချာလိမ့်ပေးဖို့လိုအပ်တာကြတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုတော့ topical steroid လို့ခေါ်တဲ့ steroid ပါတဲ့ကျွန်တော်တို့လိမ့်ဆေးတွေကိုဒီအနာကိုလိမ့်ပေးဖို့အတွက်လိုအပ်တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အရေးပြားတွေကြိုက်ခံပြီးလို့ရှိရင်ရောင်ကိုင်းသွားတာဖြစ်တဲ့အတွက် topical steroid တွေကိုတည်တည်ချာချာလေးလိမ့်ပေးဖို့အတွက်လိုအပ်တာဖြစ်ပါတယ်။ဒီမျက်နှာလိုနှုတ်တဲ့နေရာမှာတော့ကျွန်တော်တို့ steroid ကိုအပျော်သားသုံးပြီးတော့မှကျန်တဲ့နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ steroid နည်းနည်းခပ်ပြင်းပြင်းလေးတွေကိုသုံးပေးဖို့အတွက်လိုအပ်တာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီမီးဖိုးကောင်အန်ဒီကိုကောက်ွယ်ဖို့အတွက်ပါမီးဖိုးကောင်အန်ဒီတွေကိုကျွန်တော်တို့နောက်ထပ်တစ်ချိန်တွေထက်အကြိုက်မခံရဖို့အတွက်လည်းအရေးကြီးရဖြစ်ပါတယ်အဲ့လိုဆိုလို့ရှိရင်တော့ကျွန်တော်တို့အိတ်တဲ့နေရာမှာချိန်ချောင်းနဲ့တေချာအိတ်ဖို့ကျွန်တော်တို့ခန္ဓာကိုယ်ကိုလုံးလုံးချုံချုံနေကြဖို့အတွက်ညပိုင်းတွေမှာအရေးကြီးတာပဲဖြစ်ပါတယ်မီးဖိုးကောင်ကကျွန်တော်တို့တစ်ခါကြိုက်ပြီးလို့ရှိရင်လည်းထက်ကက်နိုင်တဲ့အတွက်ကာကွယ်ပေးဖို့အတွက်လိုအပ်တာပဲဖြစ်ပါတယ်ကျွန်တော်စောနာပြောလိုက်တဲ့ကုသမှုလေးတို့တေချာလုပ်ပေးမယ်ဆိုလို့ရှိရင်မီးဖိုးကောင်ကြောင့်ဖြစ်လာတဲ့အနာတွေကဖြည်းဖြည်းချင်းပျောက်ကင်းသွားနိုင်တာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်ပိုးသက်ဆေးလိုအပ်မလိုအပ်ကတော့ကျွန်တော်တို့နိဆက်ရဆရာဝန်အနေနဲ့ပြတ်တာပြီးတော့မှဒါပိုးသက်ဆေးတောက်ဖို့လိုမလိုကတော့ကျွန်တော်တို့ဆုံးဖြတ်တင်တာပဲဖြစ်ပါတယ်။ဒီဘုကောင်အနေရကနေပြီးတော့မှကင်းဝနေကြပါစေတိတ်တာပျောက်ကင်းနေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်